င်္ဂလာပါဒီနေ့ကျွန်တော်တို့ကြည့်လို့မြင်စပရေကတော့ soba shoju ဆိုတာဂျပန်ပေါ့နော်ဂျပန်စကား soba ဆိုတာက back speed လို့ခေါ်တဲ့grain တစ်မျိုးပေါ့သူကအဲ့ဒီ grain မျိုးကgluten free သမားတွေစားလို့ရတဲ့ grain ပေါ့နော်မြန်မာလိုကတော့ပန်းဂျုံလို့ဘာသာပြန်ရပါတယ် back speed shoju soba ဆိုတာကအဲ့ back speed ဖြစ်ပြီးတော့ shoju ဆိုတာကဂျပန်လိုပဲသူကရက် distilled spirit ပြောတာပေါ့နော်မျိုးစုံထုတ်လို့ရဒါပေမဲ့ soba ထုတ်တဲ့ soba ကုန်ကျန်းထုတ်တဲ့ spirit ပေါ့ soba ရက်ပေါ့ဗျာဆန်ရက်လိုမျိုးပေါ့နော် soba back street ပန်းချုပ်ရက်လို့ခေါ်တယ်နော်ဒါကဂျပန်ဟုတ်ပဲနဲ့မြန်မာနိုင်ငံကထုတ်ပြီးတော့မန္တလေးရွှေကြီး distillery distribution ကနေပြီးတော့ထုတ်လုပ်ဖြန့်ချီတာပေါ့လေကျွန်တော်မြည်ကြည့်ပါမယ်ဂျပန်စစ်တော့မမြည်ဘူးတဲ့ဒါကတော့ကျွန်တော်ဆန်ရက်နဲ့ဆင်းပါပေါ့နော်ရှက်တတာရှာကားမှာရှက်တတာ H in Gamelina wood ဆိုရင်တော့ဂျမနီသားကိုပြောရလားမသိဘူးနော်ဒါပေမဲ့အဖြူရောက်နည်းနည်းတော့ကျန်းလို့ပဲအစ်စ်ကြီးကျင်တော့ဘယ်လိုနေမလဲမသိဘူးအစ်စ်ကြီးကျင်တော့ပေါ့နော်နည်းနည်းရတာ rough ဖြစ်တယ်ကျွန်တော်ဆန်ရက်လောက်တော့သိမကြိုက်မြန်မာနိုင်ငံထုတ်တဲ့ VIP ဆန်ရက်အဲ့လိုဆန်ရက်တွေတော့မှပိုကြိုက်နေတယ်သူနဲ့တိတ်ကြိုက်လာ